안녕하세요 여러분. 디체야로 다음 코리아 language school의 디체를 필때 파우나를 필때 디체 내용ဖြစ်ပါတယ်။ဒီချက်ကအခုဒီကိုရီးယားစာကိုအခုမှစတင်လေ့လာမယ်သူတွေအတွက်အခြေခံကြစနစ်တကျနဲ့လေ့လာလို့ရအောင်လို့ဒီ basic ပေါ့နော်။ကိုရီးယားစာအခြေခံလေးတွေဖြီးတွေတရတွေကနေစပြီးတော့ဒီချက်သင်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီ basic video လေးက 여러분တို့ဒီကိုရီးယားစာကိုသင်တဲ့လူတွေကပေါ့နော်။ဝါသနာကြောင့်သင်တာလည်းရှိတယ်။ကျောင်းသွားတက်ဖို့သင်တာလည်းရှိတယ်။အလုပ်ကြောင့်သင်တာလည်းရှိတယ်။အကြောင်းအရာအမျိုးမျိုးကြောင့်ပေါ့နော်။ဘာကြောင့်ပဲဖြစ်ပါစေကိုရီးယားစာကိုစတင်လေ့လာကြည့်ပြီးတော့အဆင်ပြေလားမပြေလားကိုရီးယားစာကိုလိုက်လုံနိုင်လားဒီလိုမျိုးလေးသိရအောင်လို့ပေါ့နော်ပြီးတော့ရင်အခြေခံလေးကိုဒီချက်ကစနစ်တကျတည်တည်ချာချာလေးရစေခြင်းတဲ့အတွက်ကြောင့်မလို့ချက်ကဒီဗီဒီယိုလေးတွေကိုဒီပညာဌာန free class အနေနဲ့ YouTube မှာတင်သွားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီအခုဒီဗီဒီယိုလေးမှာဆိုတော့ချက်ကခွဲပြီးတင်မယ်ပေါ့နော်ဖြီးတွေတင်မယ်တရတွေတင်မယ်ပြီးတော့ရင်ကျတို့အဲ့ဒီအနောက်မှာဒီပေါင်းဆက်တရတို့ဘာလို့ရှိမယ်အသက်တန်တွေရှိမယ်အဲ့တော့ကိုရီးယားမှာကဖြီးရှိမယ်တရရှိမယ်အသက်ရှိမယ်မြန်မာလိုနဲ့တူတူပါပဲကျတို့မြန်မာဆိုရင်ကာတိခါခွေးတွေကဖြီးပေါ့နော်ပြီးရင်အာတို့ရေးချတို့ရပ်ပင်းတို့ပြီးနောက်ထိုးပြည့်တို့အဲ့လိုမျိုးဟာတွေကကျတော့ဗာလဲတရတွေလို့ခေါ်တယ်အဲ့တော့ကိုရီးယားလည်းတူတူပဲဖြီးရှိမယ်တရရှိမယ်ပြီးတော့ရင်အသက်ကျတို့မြန်မာလည်းတူတူပဲကတ်တက်တို့ခတ်တက်တို့တတ်တက်တို့ဒီလိုမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒီအသက်တွေရှိတယ်လို့ကိုရီးယားမှာလည်းအသက်တွေရှိတယ်အဲ့ဒီမှာပြောချင်တာဘာလဲဆိုတော့ကျတို့မြန်မာတွေလည်းကာကြီးကိုကာကြီးတက်တယ်နော်ကတ်တက်ပြီးရင်ပတ်တက်ဖြီးနဲ့ပဲပြန်ပြီးတော့တက်တာပေါ့နော်ကိုရီးယားတွေလည်းတူတူပါပဲဖြီးနဲ့တရာတင်ပြီးတော့ရင်အသက်ကဒီဖြီးတွေနဲ့ပဲပြန်ပြီးတက်တာဖြစ်တဲ့အတွက်ကြောင့်မလို့စလုံးအသစ်ရဲ့လို့ပြန်ပြီးကျက်စရာမလိုဘူးပေါ့နော်ဖြီးကနေပြန်ပြီးတော့တက်တာပါအဲ့တော့ဒါမျိုးလေးတွေရှိမယ်အခြေခံ class မှာကျန်ဘာတွေသင်ပေးမလဲဆိုတော့ဖြီးတရအသက်အဲ့ဒါအပြင်ကိုပဲကျတို့အခြေခံစကားလုံးလေးတွေဖတ်တဲ့နည်းလေးတွေပြီးရင်အခြေခံစကားပြောလေးတွေဒါလေးတွေသင်ပေးပါမယ်ပြီးရင် channel ထဲမှာပေါ့နော်နာရီတွေခဏန်းတွေဒီလိုမျိုးနေ့ရက်တွေရေးတွက်တဲ့ဟာလေးတွေအဲ့ဒါလေးတွေကြိုပြီးတော့တင်ထားပေးတယ်ပေါ့နော်အဲ့ဒါလေးတွေကိုလည်းအခြေခံသင်ခန်းစာလေးတွေနဲ့ပေါင်းပြီးတော့လေ့လာနိုင်ပါတယ်ကဲဒါဆိုရင်သင်ခန်းစာလေးစလိုက်ကြရအောင်နော်ကဲအဲ့တော့ဒီမှာကြည့်ပါမယ်ခြာလို့ခေါ်ပါတယ်ဒါမှတ်သေးလဲရပါတယ်ပေါ့နော် consonant လို့ရေးပေးထားတယ်အင်္ဂလိပ်စာအဲ့တော့ဒါတွေကဖြီးတွေပါဖြီးရချေတို့ဖြီး16လုံးရှိပါမယ်ပေါ့နော်ဖြီး16လုံးရှိမယ်အဲ့ဒီမှာဒီချက်ကတေချာလေးမှတ်လို့ရအောင်လို့ဒီမှာဇယားကွက်လေးနဲ့ပြပေးထားတယ်ဟောဒီဇယားကွက်လေးနဲ့ပြတာကိုချဲတို့ကြည့်အောင်အပေါ်ဆုံးကဒီတန်းဒီအပေါ်ဆုံးတန်းအကျဲတို့ကအခြေခံဖြီးလို့ပြောပါတယ်အောက်ကဟာလေးတွေကသူကနေပြီးတော့ပြန်ခွဲထားတာပါဘာဖြစ်လို့အဲ့လိုပြောလဲဆိုတော့ကျဲတို့ဒီသူတို့ဆဲတုံးတယ်ဝန်ဆိုကြားဘူးမှာပါနော်ကိုရီးယားစာကိုစပြီးတော့တီထွင်ခဲ့တဲ့ဘယင်ပေါ့အဲ့ဒီအရင်တော့စပြီးတော့ပထမဆုံးတီထွင်ခဲ့တော့ဒီအပေါ်ကစလုံးတွေပဲရှိမှာပေါ့အဲ့ဒီကနေထပ်ပြီးတော့လွယ်ကူအောင်လို့ထပ်ပြီးခွဲထားတယ်အစ်စ်တွေထပ်ထုတ်ထားတဲ့ဟာလေးရှိတယ်စလုံးအခွဲလေးတွေရှိတယ်ပေါ့နော်စလုံးခွဲလေးကိုတိထားရမယ်ဘာဖြစ်လို့ဒီတိုင်း16လုံးပဲမကြက်ဖဲနဲ့ဘယ်စလုံးကဘသူရဲ့အောက်ကနေပြီးတော့ခွဲလာတာဘယ်မူရင်းစလုံးကနေခွဲလာတာဒါလေးတိထားမှကျတော့နောက်ပိုင်းမှာအတန်အကူးအပြောင်းနေပြီးရင်စလုံးပြောင်းသွားတဲ့အချိန်တွေအသက်တန်ပြောင်းတဲ့အချိန်တွေမှာဒီလိုအုပ်စုတူလို့ဒီလိုဖြစ်သွားတာပါဆိုတာကိုသိရင်ပို့ပြီးတော့နားလည်ရလွယ်တယ်ပေါ့နော်ကဲအဲ့တော့အပေါ်ဆုံးတစ်ကြောင်10လုံးကိုဖတ်ပြပါမယ်အဲ့ဒီတော့ဒီမှာပြောချင်တာကကျတို့မြန်မာစာမှာဆိုလဲကာကြီးခါခွေးခါငယ်ခါကြီးဒီလိုမျိုးပြောတဲ့လိုမျိုးငါတို့တွေဗာလဲအလွယ်ပြောတယ်ကခဂဂငဆဆဇဇညဒီလိုပြောတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ကိုရီးယားစကားလုံးအတန်ထွက်အရှည်ရသူ့အနေနဲ့သူရှိတယ်ပေါ့နော်ဒါပေမဲ့ကျတို့ကအလွယ်မှတ်လို့ရတယ်အတန်ထွက်အတူလေးတွေကိုပဲမှတ်ပြီးတော့သင်သွားပါမယ်ကဲအဲ့တော့ပထမဆုံးစကားလုံးကနေစကြည့်အောင်ဒီစကားလုံးလေးခဒုတိယစလုံးလေးကြည့်မယ်နတတိယစလုံးလေးထစတုတ္ထစလုံးလေးလသူ့ကိုချဲတို့ကအတန်2မျိုးရှိတယ်လလို့လည်းထွက်တယ်ရလို့လည်းထွက်တယ်နော်လလို့လည်းထွက်မယ်ရလို့လည်းထွက်မယ်အတန်2မျိုးပေါ့နောက်ကြရင်သင်ရင်းနဲ့ဘယ်နေရာမှာဘယ်အတန်ထွက်တယ်ဆိုတာပြောပြပါမယ်ရလပြီးရင်နောက်တစ်လုံးကမ
နောက်တစ်လုံးကဘဘဘစစစအချချဟလိုလေးသွားမယ်ပေါ့နော်ကဲအဲ့တော့ပြန်ပြီးပြောပြပါမယ်မြန်မာလိုလေးနဲ့တွဲမှတ်လို့ရအောင်ပထမဆုံးစကားလုံးကခြေတို့ခငယ်အတန်ထွက်ပါတယ်ခဒုတိယစကားလုံးကနငယ်အတန်လေးထွက်ပါမယ်နနောက်တစ်လုံးကဓာသွေးအတန်လေးထွက်ပါမယ်ထပြီးရင်လရပေါ့နော်လခနာထရခနာထလလို့လည်းထွက်တယ်ခနာထရလို့လည်းပြောလို့ရတယ်ပေါ့နော်ခနာထရပြီးရင်နောက်တစ်လုံးကမအတန်လေးထွက်ပါမယ်မပြီးရင်ဒီတစ်လုံးလေးကကြတော့မပုံစံလေးဆိုပေမဲ့ကျတို့ကဖာကုန်းအတန်လေးထွက်မယ်ဖသူကတော့စလုံးစလိန်တန်လေးပေါ့နော်ဒါပေမဲ့ကျန်ဒီမှာစလုံးတန်လေးလို့ပဲပြောလိုက်ပါမယ်စပြီးရင်ပြီးရင်ချဒီဟာလေးကမယ်နော်တစ်ခေါက်ပြန်လို့ရအောင်ခနာထရမဘစအချအဲ့တော့ဒီမှာဒီချက်တစ်ခုပြောစရာရှိတာဘာလဲဆိုတော့မှတ်စရာလေးပေါ့နော်အထူးတလဲမှတ်စရာလေးဆိုတဲ့စကားလုံးကိုခြေတို့က100% silent တန်လို့မှတ်ပါမယ်အတန်ပြောက်ပေါ့နော် silent တန်လို့ထွက်မယ်သူ့ကိုသာဘာဘီးလဲလို့မေးရင်ခြေတို့ကလို့ပြောမှဖြစ်ပြီးတော့နောက်ပိုင်းမှာခြေတို့ကစလုံးပေါင်းထွက်တဲ့အချိန်ဒီမှာသူ့ကိုမရှိတဲ့အတန်လို့သဘောထားပြီးတော့100% silent တန်လို့ထွက်ပါမှတ်ထားမယ်ပေါ့နော်အခုဒီမှာဒီလောက်ပဲမှတ်ထားပါပြီးရင်ဟမှာကြတော့ခြေတို့က50% 50% silent လို့မှတ်ပါမယ်50% silent အဲ့တော့ဘာဖြစ်လဲဆိုတော့နဲ့ဟနဲ့ကို silent တန်လေးလို့လောလောဆယ်မှတ်ထားပါက100% silent တန်ဟက50% silent တန်ဒါမျိုးလေးမှတ်ထားမယ်နော်ကဲအဲ့တော့သူ့ရဲ့အောက်မှာထပ်ပြီးတော့ကြည့်အောင်ကျတို့ဒီမှာခရဲ့အောက်မှာဒုတိယအကြောင်းမှာရှိတဲ့စလုံးလေးရှိတယ်မရှိတဲ့စလုံးလေးမရှိဘူးအဲ့တော့ကျတို့ကဒီဟာကိုတဝက်ပေါ့နော်ထပ်ပြီးတော့သူ့ရဲ့အောက်မှာဆင်းပြီးတော့ခွဲလာတဲ့အတန်လေးတွေထပ်ပြီးတော့ချရတယ်လို့ပြောမယ်အသက်တန်တွေမှာဆိုရင်အတန်တဝက်ချရတယ်လို့ပြောလို့ရတယ်နော်အဲ့တော့ခုနကပြောတဲ့50% silent ဆိုရင်သူတို့ကအတန်ကိုတဝက်ချပြီးပြောင်းပြီးတော့ထွက်တာမျိုးလေးရှိတယ်ပေါ့ကဲအဲ့တော့ဒီမှာကြည့်အောင်ခရဲ့အောက်မှာကျတို့နှလုံးရှိတယ်နားရဲ့အောက်မှာတော့ဘာမှခွဲထားတာမရှိဘူးဓာတ်ရဲ့အောက်မှာဆိုလည်းနှလုံးခွဲထားတာရှိသေးတယ်မရဲ့အောက်မှာဆိုရင်ဘာမှခွဲထားတာမရှိဘူးဖားရဲ့အောက်မှာနှလုံးထပ်ခွဲထားတယ်စရဲ့အောက်မှာတစ်လုံးခွဲထားတယ်ခြားရဲ့အောက်မှာနှလုံးထပ်ခွဲထားတယ်နော်ကဲအဲ့တော့ဒုတိယစာတန်းလေးကအတန်ထွက်လေးလိုက်ပြီးတော့ကြည့်အောင်ထိပ်ဆုံးစကားလုံးလေးကခပြီးရင်ထဖမြန်မာအတန်ထွက်လေးနဲ့မှတ်လို့လွယ်အောင်ပြောပြပါမယ်ခခွေးတန်လေးထွက်ပါမယ်ခပြီးရင်ထစင်ထူးတန်လေးထွက်ပါမယ်ထသူကဖောက်ထုတ်တန်လေးထွက်ပါမယ်ဖသူကခခွေးတန်လေးထွက်ပါမယ်ချရမယ်နော်ခထဖချပြီးတော့ရင်နောက်တစ်ခုကနှလုံးလေးအပေါ်ဆုံးကခါလေးကိုကျတော့နှစ်ခုကပ်ပြီးတော့ရေးထားတယ်က
မြန်မာလိုဆိုရင်ငါတို့ကဖြောင်းမြန်ပေါ့ကခခသူတို့ကကြတော့ခခကဆိုပြီးတော့အောက်ကိုဆင်းသွားတယ်ပေါ့နော်ပြီးရင်ဒီမှာတထအပေါ်ကနေဆိုရင်ထတဒီလိုလေးဖြစ်မယ်သူ့အုပ်စုလေးနဲ့တူပေါ့နော်ပြီးရင်ပသောက်တန်လေးထွက်ပါမယ်ဘာကိုမှနှလုံးပြန်ပြီးရေးထားတာပါပကဲပြီးရင်ဒီမှာအတန်းတိတ်ပြီးမကွာအောင်စနဲ့စပေါ့နော်ဒီမှာခြေတို့ကနှလုံးရေးထားတော့ငါတို့ကမှတ်လို့လွယ်အောင်လို့စလိန်ဆိုပြီးတော့ဒီလိုနှလုံးလေးမှတ်လိုက်မယ်စတချို့တွေကကြတော့အပေါ်ကဟာကိုစလိန်လို့ပြောပြီးအောက်ကဟာစလုံးလို့ပြောတယ်စလုံးနဲ့စလိန်နဲ့မြန်မာမှာအရင်အတန်းထက်မကွဲဘူးပေါ့နော်ဒီကမှတ်လို့လွယ်အောင်လို့တစ်လုံးလေးရှိတဲ့ဟာကိုစလုံးလို့မှတ်ပြီးတော့နှလုံးရှိတဲ့ဟာကိုစလိန်လို့မှတ်လိုက်တယ်ပေါ့တကယ်အတန်းထွက်ကွဲခြင်းဘယ်လိုထွက်ရမလဲဆိုအပေါ်ကစကခြေတော့ပုတ်ပလေးပဲပါးစပ်ဖြားလေးနဲ့ပဲထွက်မယ်စအောက်ကစကနည်းနည်းလေးဟိုအင်္ဂလိပ်လိုဆို s အတန်းလေးပါလို့ဖိပြီးတော့ထွက်မယ်စဒီလိုလေးထွက်မယ်နော်ရပါတယ်စပြီးရင်နောက်ဆုံးတစ်လုံးကကြအဲ့တော့ဒီမှာလည်းတူတူပဲကြပေါ့အပေါ်ကနေဆိုရင်ကြဆိုတဲ့အဓိပ္ပာယ်လေးထွက်မယ်ရမယ်နော်ကဲအဲ့တော့ပြန်ဆိုကြည့်ရအောင်အစားအနေခနထရမဖစအချဟခထဖချကတပစကြရမယ်နော်အဲ့တော့ဒါလေးက19လုံးရှိပါတယ်အပေါ်မှာ10လုံးဒုတိယ line မှာခွဲထားတာ4လုံးအောက်ဆုံး line မှာ5လုံးအဲ့တော့အကုန်လုံးပေါင်းရင်19လုံးပေါ့ကဲအဲ့တော့ဒါလေးကိုဒီချိန်ကတစ်လုံးချင်းစီရေးတဲ့နည်းလေးပါတစ်ခါတည်းသင်ပေးသွားပါမယ်ကဲအဲ့တော့ရင်းနှီးလေးပြောမယ်ပေါ့နော်ရင်းနှီးလေးပြောမယ်ဆိုတော့ကျတို့ဒီကိုရီးယားစာရင်းနှီးဒီမှာကျတို့အသိမှတ်ထားမှာဘယ်ကနေညာကိုသွားပါမယ်ပြီးရင်အပေါ်ကနေအောက်ကိုဆင်းပါမယ်ဒီဥစ္စာကိုအသိမှတ်ထားပါဘယ်စလုံးဖြစ်ဖြစ်ပေါ့နော်ကဲအဲ့တော့ပထမဆုံးခါဆိုတဲ့စလုံးကနေစပြီးတော့ဆွဲပါမယ်ကျတို့တစ်ချက်တည်းပဲဆွဲပါမယ်ဘောပင်မကြွပါဘူးနော်ကဲအဲ့တော့ကြည့်ရအောင်ဘယ်ကနေညာလာမယ်အပေါ်ကနေအောက်ကိုဆွဲမယ်ခဟိုဘက်ဒီဘက်ညီလေးပေါ့နော်ဘယ်ကနေညာကိုဆွဲမယ်ပေါ်ကနေအောက်ကိုဆွဲမယ်ခဘယ်ကနေညာကိုဆွဲမယ်ပေါ်ကနေအောက်ကိုဆွဲမယ်ခပြီးတော့ရင်နသူကကြတော့ဖြောင်းမြန်မှာအပေါ်ကနေအောက်ကိုဆင်းမယ်ဘယ်ကနေညာကိုဆွဲမယ်နသူလည်းဘောပင်မကြွပါဘူးနော်တစ်ဆက်တည်းဆွဲတာပါနကဲပြီးတော့ရင်တတိယစလုံးလေးဖြစ်တယ်ဓသူကတော့နှစ်ချက်ဆွဲရပါမယ်ဘယ်ကနေညာကိုအပေါ်တစ်ကြောင်းလေးဆွဲလိုက်ပါမယ်ကျတို့ပြီးတော့ရင်ဘယ်ကနေညာကိုအပေါ်တစ်ကြောင်းဆွဲမယ်အောက်ကခုနနာလေးပြန်ပြီးတော့လာပြီးတော့ပေါင်းပါမယ်သူကဓဖြစ်ပါမယ်ဓဘယ်ညာဆွဲမယ်ပြီးရင်နာလေးပြန်ရေးမယ်ဓဘယ်ညာဆွဲမယ်နာလေးပြန်ရေးမယ်ဓဘယ်ညာဆွဲမယ်နာလေးပြန်ရေးမယ်ဓပြန်ပြောပါမယ်ခနထကဲဟုတ်ပြီရကိုဆွဲပါမယ်ရကိုဆွဲတော့နာနဲ့ဓာနဲ့ကိုပေါင်းပါပါနော်အဲ့တော့ तू ကကြတော့တစ်ဖက်တူတစ်ဖက်ရှည်လေးဆွဲမယ်အရင်ဆုံးခါဆွဲမယ်ဒီလိုလေးတစ်ဖက်ကအတူလေးဆွဲမယ်ပေါ့နော်ဒီဘက်တစ်ဖက်ကအရှည်လေးဆွဲမယ်ပြီးသွားပြီဆိုရင်ဘယ်ကနေညာကိုပဲဆွဲတာဖြစ်တဲ့အတွက်ကျတော့အရှိကနေလာပြီးတော့သူ့ကိုလာပြီးပိတ်ပါမယ်လိုလေးပိတ်မယ်ကဲပြီးပြန်ဆွဲမယ်လိုလေးဆွဲမယ်ပြီးရင်လာပြီးတော့ပိတ်မယ်ပြီးတော့ရင်ခုနကလိုပဲနလေးဆွဲမယ်တိုးမယ်ဒီဘက်ကိုအရှိလေးဆွဲမယ်ရကြည့်အောင်1 2 3 ရ1 2 3 ရ1 2 3 ရဒါမှမဟုတ်ရင်လာပေါ့နော်ခနထရပြီးရင်မဆွဲပါမယ်မကျတော့တစ်ချောင်းအရင်ဆွဲလိုက်မယ်ကဲပြီးတော့ရင်တစ်ချောင်းဆွဲမယ်ခါလေးလာပြီးတော့ရေးပါမယ်နှစ်စင်တစ်ချောင်းဆွဲမယ်ခါလေးရေးပါမယ်
ပြီးရင်အောက်ကနေဘယ်ကနေညာကိုပဲပြန်ပြီးပိတ်ပါမယ်မကဲအဲ့တော့ तू က3စင်ဖြစ်မယ်ပေါ့နော်1 2 3မ1 2 3မ1 2 3မပြီးရင်ဘာဆွဲပါမယ်ဘာကကြတော့ကျတော့မနီးမဝေးလေး11ပေါ့နော်11လေးဒီလိုလေးဒုတ်ချောင်းလေး2ချောင်းဆွဲလိုက်မယ်ကဲအဲ့လိုလေးဒုတ်ချောင်း2ချောင်းဆွဲပြီးသွားပြီဆိုရင်ကျတော့အလဲကနေပြီးတော့တစ်ချောင်းပိတ်မယ်အောက်ကနေပြီးတော့တစ်ချောင်းပိတ်မယ်ဘာနော် H ရေးပြီးတော့အောက်ကနေပိတ်တယ်လို့မှတ်ရင်လည်းရပါတယ်အင်္ဂလိပ်စာလို့ H ပေါ့နော်1 2 3 4ဒီလိုလေးပိတ်လိုက်တာပါဘာ1 2 3 4ဘာ1 2 3 4ဘာ1 2 3 4ဘာနာမည်နော်ဘာခါနာထရာမဘာကဲပြီးတော့စကလွယ်ပါတယ်ကွန်ပျူတာစလုံးထဲမှာမလို့နည်းနည်းလေးခက်တဲ့အောင်ရှိတာဆိုတော့မြင်းဆောင်လေးအရင်ဆွဲမယ်မြင်းဆောင်လေးတစ်ကြောင်းရင်ဆွဲလိုက်မယ်ပြီးတော့ရင်သူ့ရဲ့တဝက်ကနေပြန်ပြီးတော့ခရင်ကွာလိုမျိုးလေးပြန်ပြီးတော့ထွက်မယ်ဒါပဲစကြည့်မယ်1 2စ1 2စကဲအဲ့တော့စခါနာဒါရာမဘာစပြီးရင်အတော့အလွယ်ဆုံးပါပဲကျတော့ O ပေါ့ O 0ပေါ့နော်ဒီလိုမျိုးရေးရအောင်မယ်ဒါပါပဲတော့ပြီးရင်ချကလည်းလွယ်ပါတယ်7အင်္ဂလိပ်လိုနံပါတ်7လေးကိုကျတော့တစ်စောင်းလေးဆွဲမယ်ကြည့်အောင်ကဲဒီလိုလေးတစ်စောင်းလေးဆွဲလိုက်မယ်ပြီးတော့ရင်စတော့ကလိုမျိုးပဲအလဲကနေခရင်ခွာလေးပြန်ပြီးတော့ထွက်မယ်ချရမယ်နော်ချဒါပါပဲချကဲပြီးတော့ရင်ဟတစ်ချောင်းဆွဲမယ်အောက်ကသူ့ထက်နည်းနည်းလေးရှိတယ်တစ်ချောင်းထပ်ဆွဲမယ်1 2ပြီးတော့ရင်အောက်မှာခုနကလိုပဲ O လေးလာပြီးရေးပါမယ်ဟ1 2 3 1 2 3 1 2 3 1 2 3ဒါပါပဲဟကဲအဲ့တော့ဒါဆိုရင်ကျတော့အပေါ်ဆုံးက10လုံးပြီးသွားပြီပေါ့နော်ခါနာဒါရာမဘာစချဟကပြီးရင်သူ့ရဲ့ဒုတိယအကွက်ထဲက4လုံးသွားပါမယ်ခကကျတော့ခုနအပေါ်ကဒီခလိုမျိုးလေးပဲပေါ့နော်ခလိုပဲရေးလိုက်မယ်ကဲပြီးသွားပြီဆိုရင်သူ့ကိုတဝက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အလဲကနေပြီးတော့တစ်ချောင်းလေးလာထည့်လိုက်မယ်ဒါပါပဲခပြန်ကြည့်မယ်ခရမယ်နော်ခပြီးရင်ထကြတော့ဘယ်ကလာလဲဓာကနေလာတာအဲ့တော့ဒီဓာကိုတဝက်ဝက်လိုက်မှာပဲပေါ့နော်အဲ့တော့သူကကြတော့ရေးပုံလေးကကြတော့ညီမြချင်းလေး2ချောင်းဆွဲမယ်ညီမြချင်းလေး2ချောင်းဆွဲမယ်ပြီးတော့ရင်နာလေးနဲ့ပိတ်လိုက်မယ်အင်္ဂလိပ်လို E လိုပုံစံမျိုးလေးပေါ့နော်အဲ့တော့ရေးပုံလေးကတော့ဒီလိုလေးပါထဖြစ်မယ်ထကြည့်အောင်ညီမြချင်းလေး2ချောင်းဆွဲမယ်နာလေးနဲ့လာပိတ်မယ်2ချောင်းဆွဲမယ်ပိတ်မယ်2ချောင်းဆွဲမယ်ပိတ်မယ်ထခထပြီးရင်ဖကြတော့ကျတို့ဒီဘာကနေခွဲမှာပါသူကကြတော့ကြည့်အောင်ဒီလိုလေးတစ်ချောင်းဆွဲမယ်ကဲပြီးသွားရင်တစ်ချောင်းဆွဲမယ်သူ့ရဲ့အောက်မှာပုံမှန်2ချောင်းချတယ်လို့လေးချလိုက်မယ်တစ်ချောင်းဆွဲမယ်2ချောင်းဆွဲမယ်ပြီးရင်အောက်ကနေပြီးတော့ပြန်ပြီးတော့ပိတ်မယ်ဒါပါပဲဖ1 2 3 4ဖ1 2 3 4ဖရမယ်နော်ပြီးရင်
차 자로 제로 디 자니 비어 쾌래 아빠마 아차운리 대차운 띠띠리 왜 보다매 디로리 대차운 보매 빈 쿠나로 왜 제로 발롬래 세븐 대차운리 쇠매 빈 대차운 보매 세븐 대차운리 쇠매 빈 변ထွ매 차 디로리 펴봐매 너ခထဖချဒါဆိုရင်ကျတော့အလဲက၄လုံးပြီးသွားပြီကဲပြီးသွားရင်အောက်ဆုံးက၅လုံးအောက်ဆုံးက၅လုံးကခုနကလည်းရှင်းပြခဲ့တယ်ဒီစလုံးလေးတွေကိုအသေးလေးတွေပြန်ရေးတာပဲကဲအဲ့တော့ရှင်းနေရေးကြည့်အောင်ကခါလေးနှလုံးကိုဒီလိုလေးရေးလိုက်မယ်ကရေးပုံလေးတွေအတူတူပဲနော်ကကဲပြီးရင်တရေးပုံလေးတူတူပဲထားလေးနှစ်ခုကိုအသေးလေးနှလုံးရေးမယ်တရမယ်နော်ပြီးရင်ဘာလေးနှလုံးရေးမယ်ပကတာပကဲပြီးရင်စနှလုံးရေးမယ်စဒါပါပဲကတာပစကဲနောက်ဆုံးတစ်လုံးကြလေးနှလုံးရေးပါမယ်ကြထားပါပဲနော်ကတာပစကြအောင်ခနာထာရာမဘာစအာချာဟခထဖချကတပစကြရမယ်နော်ဒါဆိုရင်ဒီဗီဒီယိုလေးကတော့ဒီမှာနေရက်လိုက်ပါမယ်အဲ့တော့ဒီဗီဒီယိုလေးက B ကိုအတန်ထွက်နည်းလေးရဲ့ရေးနည်းလေးတွေရဲ့တင်ပေးထားတာပါနောက်ဗီဒီယိုမှာကျဲတို့တရလေးတွေတင်ရင်းနဲ့ပြန်ပြီးတော့တွေ့ကြမယ်နော်여러분တို့အတွက်ဒီဗီဒီယိုလေးကအများကြီးအထောက်အကူဖြစ်သွားလိမ့်မယ်လို့ချိန်ကမျှော်လင့်ပါတယ်다음에 또 봐요နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်안녕